အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မောင်ကောင်းဖြစ်ပါတယ်ကျွန်တော်တို့လူတစ်ယောက်မှာကံကောင်းနေကြလို့မရပါဘူးပီယာဆန်းအားတွေလည်းကောင်းလို့လည်းလိုအပ်ပါတယ်ပီယာဆန်းကောင်းမှသာလေကျွန်တော်တို့လိုအပ်တော့လက်လာပါတွေအလောက်ကိုင်းတွေအခွင့်အလမ်းတွေအခွင့်အရေးတွေရမှာတယ်ကျွန်တော်တို့ဒီနေ့မှာတော့မိတ်ဆွေတို့တဲ့ပီယာဆန်းကောင်းနေမဲ့အစီအရင်လေးတစ်ခုကိုတင်ပြပေးသွားမှာပဲအစီအရင်နဲ့ပတ်သက်ပြီးကျွန်တော်တို့လိုအပ်တာကတော့ပစ္စည်းက၄မျိုးပဲလိုအပ်ပါတယ်ကျွန်တော်ဘာလို့လဲဆိုရင်ကြိုကများတစ်ချက်ရယ်ပြီးလို့ဆိုရင်ဈေးတွေကဝယ်တဲ့မှန်အောင်ဝိုင်းအသေးလေးရယ်ဖန်ခွက်အကြည့်တစ်လုံးရယ်ပြီးပြီဆိုတာနဲ့နေ့စီမှအနီ၃ပဲအဖြူရရင်လည်းအဖြူပါဗျာကဲဟုတ်ပြီအစီအလေးကိုစားလို့ရပြီအစီစားပြီဆိုတော့ကျွန်တော်ကျွေးမှန်းတစ်ချက်ပုံမှာမှန်အဝိုင်းကိုတော့ခွာပြီးတော့မှန်အဝိုင်းတီးတိုင်ယူပဲပလက်လှန်ထားမယ်ပြီးပြီဆိုတာနဲ့ကျွန်တော်အပေါ်ကနေဒါဖန်ခွက်လေးကိုတင်လိုက်မယ်တင်ပြီဆိုတာနဲ့ရေကိုတဝက်ဖြည့်မယ်တဝက်ဖြည့်ပြီးဆိုတာနဲ့အပေါ်နေ့စီမှ၃ဝင်ကျွန်တော်အပေါ်ကနေထည့်မယ်ထည့်တဲ့အခါမှာကျတော့ရှင်နေ့စီမှတစ်ပွင့်ကိုအုံအေဟိပီယန်ဆိုပြီးတော့၃កောက်ရွတ်ရမယ်ရွတ်ပြီဆိုတာနဲ့အဲ့ထဲကိုတပွင့်ထည့်ရမယ်တပွင့်ထည့်တိုင်း၃កောက်ရွတ်ရမယ်ရွတ်ပြီဆိုတာနဲ့ကိုယ့်ရဲ့ဒီအလုံးစပွဲတွေပြီးလို့ရှိရင်ဈေးရောက်တဲ့စပွဲတွေပြီးလို့ရှိရင်အိမ်ရဲ့ဒီစပွဲတွေမှာတင်ထားရမယ်အဲ့စပွဲတွေမှာတင်ထားမယ်ဆိုဘယ်လိုကျေးဇူးတွေခံစားရမလဲဆိုရင်အိမ်လူအိမ်သားရဲ့အချင်းချင်းပို့ပြီးတော့ညီညွတ်လာမယ်အိမ်လူအိမ်သားရဲ့ပို့ပြီးတော့အဆင်ပြေလာမယ်အိမ်ပူနေတယ်ဆိုလို့ရှိရင်တော့ချက်ချင်းတော့အိမ်အေးဘူးဒါပေမဲ့ဖြည်းဖြည်းတယောက်နဲ့တယောက်အမြင်ကြီးလာတယ်ပြီးလို့ရှိရင်ပို့ပြီးတော့စက်တွေပိုရှိလာလိမ့်မယ်ကိုယ့်ရဲ့အလုံးစုံဘဲမှာတင်မယ်ဆိုကိုယ့်ရဲ့အထက်လူကြီးညွန်းချင်းခံမှုဘေးကနေဝေးစေတယ်ပြီးလို့ရှိရင်ကိုယ့်အလုံးမှာအချင်းချင်းကိုယ့်အချင်းချင်းပို့ပြီးတော့ပုံပြီးတော့ပုံမအဆင်ပြေလာစေတယ်အလုံးထဲမှာလည်းကိုပြောသမျှဆိုပြရတယ်အရာဝင်လာတယ်ကိုယ့်ရဲ့ဈေးရောက်တဲ့ကောင်တာမှာတင်ထားမယ်အလုံးစုံဘဲမှာတင်ထားမယ်ဆိုလို့ရှိရင်အလုံးကိုင်းတွေပုံကောင်းမွန်လာတယ်အလုံးတွေပုံလောက်ရတယ်ဝယ်သူများလာတယ်ပြီးလို့ရှိရင်ဈေးတွေပိုရောင်းရတယ်စီးပွားတွေပို့ပြီးတော့တိုးတက်တယ်ဟုတ်ပြီဒါကတော့ဒါမိတ်ဆွေတို့ဒီပီယာဆန်းလာပါအစီအရင်တွေကိုပြုလုပ်မယ်ဆိုရင်ရရှိလာခံအကျိုးကျေးဇူးပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ယခုလိုမျိုးအကျိုးကျေးဇူးရရှိနေဆိုတော့အီစင်ကိုတည်ထားလေးလုပ်ဖို့ကျွန်တော်အနေနဲ့တိုက်တွန်းပါတယ်အီစင်ကိုကအလုတ်သမားလည်းမဟုတ်ဘူးကိုကအလုတ်နေတဲ့သူလည်းမဟုတ်ဘူးဈေးရောက်နေတဲ့သူလည်းမဟုတ်ဘူးစီးပွားရေးသမားလည်းမဟုတ်ဘူးအိမ်အတွက်လည်းမဟုတ်ဘူးလေကိုယ့်အတွက်တီးတန်းလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ရပါတယ်ကိုယ့်အတွက်တီးတန်းလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဒီဖះเจ้าတော်အနီးနားမှာပဲဖြစ်ဖြစ်အမြင့်တနေရာမှာဖြစ်ဖြစ်အစီရင်ကိုပြုလုပ်နိုင်ပါတယ်ဟုတ်ပြီကျွန်တော်တော့မောင်ကောင်းပါဘေးတွေရတရားနဲ့ပတ်သက်ပြီးသိချင်တာရှိလို့ရှိရင်ကျွန်တော်ကိုမေးလို့ရပါတယ်ဘေးတွေမေးရင်ရတရားအချင်းအစီရင်ပြုလုပ်ခြင်းနဲ့ကျွန်တော်ဒီမှာရပါတယ်အားလုံးပဲစီမံအောင်အင်းကြပါမယ်